အားလုံးပဲမင်္ဂလာပါသခင် Football New ARL YouTube Channel နဲ့သခင်တော်ကနေပြီးတော့ကြိုးဆိုပါတယ်မနေ့ကကျွန်တော်ပေးခဲ့တဲ့ပွဲက90%နိုင်တယ်လို့ပြောလို့ရမလား100%နိုင်တယ်လို့ပြောလို့ရမလားဗောနော်ကြိုက်သလိုပြောလို့ရပါတယ်ကျွန်တော်ဒီအပိုင်းကျွန်တော်ရဲ့ခံမှန်းချက်တွေကတော်တော်လေးကိုကောင်းနေပါတယ်ဗောနော်ဒါပေမဲ့တော်တော်လေးကောင်းနေပေမဲ့လည်းကျွန်တော်ရဲ့ like တွေ comment တွေကတော့မရဘူးဗောနော် like တွေ comment တွေတော်တော်ယော့နေရဗောနော်ကျွန်တော်တင်တဲ့အချိန်မှာမှားနေလို့လားဘာလို့လဲတော့မသိဘူးအားပေးမှုကတော့အထူးကြောကြနေရဗောနော်69.99ပွဲတွေဆိုလဲမနေ့ကဆိုနှစ်ပွဲလုံးရတယ်နှစ်ပွဲလုံးရတယ်ဝယ်ယူသူလဲကျွန်တော်ရဲ့အရင် customer ဟောင်းနောက်ပဲရှိသေးတယ် customer အသစ်တွေမရှိသေးဘူး2ယောက်3ယောက်လောက်ပဲရှိသေးတယ်အဲကြောင့်ကျွန်တော်အားပေးကြပါအောင်လို့เนาะကျွန်တော်ဒါလေးကျွန်တော်ပို့ပြီးတော့ဒုရှိစိတ်ဖြစ်လာအောင်ပို့ပြီးတော့တရားမလားဘလုံးပွဲတွေကိုခံမှန်းပေးအောင်ကျွန်တော်ဒီခံမှန်းပေးတဲ့ပွဲတွေပေါ့နော်ဗီဒီယိုတွေလိုက်ကြည့်ကြည့်ပါလုံးဝမနေ့ကဆိုရင်90%လောက်ကိုနိုင်တယ်လို့ပြောလို့ရတယ်100%နိုင်တယ်လို့လည်းပြောလို့ရတယ်ဘာလို့ဆိုတော့ Real Madrid ကိုမကြိုက်ဘူးကွာငါတို့ဂိုးပေါ်ပဲထည့်လိုက်မယ်ဆိုရင်လူတွေကျင်းသေးမောင်းအောင်ပါလိမ့်မယ်ကျွန်တော် Real Madrid ကိုပေးခဲ့တယ်ပြီးရင်ဂိုးပေါ်လည်းပေးခဲ့ရပေါ့နော်နှစ်ခုခွာပေးရပေါ့နော်အဲ့ဒီပွဲကိုပေါ့နော်ကျန်တဲ့ပွဲတွေကတော့ Fiorentina Napoli အကုန်ရတယ် Fiorentina Napoli Arsenal အကုန်ရတယ်ဗောနော်69.99နှစ်ပွဲဆိုရင်ကျွန်တော် Memphis Town နဲ့ Lazio 9ယောက်ကိုပေးခဲ့တယ်နှစ်ပွဲလုံးအပြည့်ရတယ်ဗောနော်ကဲဒီနေ့ညပွဲတွေစအောင်ပါမယ်ဒီနေ့ညတော့ကျွန်တော်ပွဲလဲနဲတော့ကျွန်တော်နှစ်ပွဲတည်းပေးပါမယ်ကျွန်တော်နှစ်ပွဲတည်းပေးရကျွန်တော်ဘယ်ပွဲပေးမလဲဆိုတော့ကျွန်တော် Sevilla နဲ့ Celta Vigo ပွဲကိုပေးပါမယ်စပိန်လာလီဂါပွဲဗောနော်ပွဲစဉ်ဖြစ်တယ် Sevilla အိမ်ကွင်းဖြစ်တယ် Celta Vigo ကဝေးကွင်းဖြစ်တယ် Sevilla ကချီစွမ်းပိုင်းတည်ငြိမ်မှုလုံးဝကင်းမဲ့နေတယ် Celta Vigo ကတော့ချီစွမ်းပိုင်းတည်ငြိမ်မှုရှိတယ်ဒါပေမဲ့ Celta Vigo ကအဆင့်9မှာရက်တည်နေပြီးတော့ Sevilla အဆင့်14မှာရက်တည်နေတယ်ဆိုတော့ Sevilla အိမ်ကွင်းမှာ Celta Vigo နဲ့တွေ့နေတဲ့ပွဲမှာကြေးတန်းတစ်ခုက level တန်းတစ်ခုလို့ level ပြား20ရှုံးလောက်လေးတွေပေါက်ထားတယ်ဗောနော်ကျွန်တော်ဒါအစောပိုင်းကြည့်ရကြေးဗောနော်အဲ့လိုလေးပေါက်ထားတဲ့အချိန်မှာကျွန်တော် Celta Vigo လုံးဝမကြိုက်ပါဘူးကျွန်တော် Sevilla ကိုကြိုက်ပါတယ်ဒီည Sevilla နိုင်ပွဲပြန်ရှာလိုက်မယ်လို့ကျွန်တော်ယုံကြည်တယ်အနှိမ့်ဆုံးတရေကနေကစားမယ်လို့ကျွန်တော်ယုံကြည်တယ်ပြီးတော့နောက်ထပ်တပွဲကတော့ကျွန်တော်တို့ PSG နဲ့ Paris ပွဲပါအဲ့ဒါကတော့ပြင်သစ်ဖလားပွဲဖြစ်ပါတယ်ပြင်သစ်ဖလားပွဲမှာတော့ PSG ကကြေးတွေပါကျွန်တော်မပြောတော့ဘူး PSG က Paris နဲ့တွေ့ရင်နည်းနည်းကန်ရတာရုံးကန်ရလေးရှိတယ် Paris ကလည်းတခြားလူတွေနဲ့ညံ့မယ် PSG နဲ့ကြခံကန်လေးရှိတယ်အားကြောင့်ဒီနေ့ညကျွန်တော်တို့ Paris နဲ့အရေးဆိုကျင်ပါတယ်ကျွန်တော်နှစ်ပွဲပေးပါတယ်69.99နှစ်ပွဲလဲထွက်ပါတယ်ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော် TikTok Messenger ကနေပြီးတော့ဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပေါင်းပြကြပါစေဒီနေ့ပွဲလဲနေတော့ကျွန်တော်နှစ်ပွဲပဲတင်ပေးဖြစ်တယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်